တာဦးကိုဖျားပူဇော်ရအဲ့တော့တာဦးကတကယ်မြင့်မြတ်တဲ့ဖျားရဲ့အမှုတော်ကိုဆောင်ခွင့်ရခဲ့တယ်အခွင့်အရေးကိုရရှိခဲ့တာဖြစ်တယ်ပြီးတော့မိသားစု၌လေတာဦးကအဖေရဲ့နောက်တာဝန်ကိုတာဦးကထမ်းဆောင်ရတယ်တကယ်လို့အဖေကဘယင်ဖြစ်နေရင်သူ့ရဲ့ဘယင်အရာကိုတာဦးကရပိုင်ခွင့်ရှိတယ်တခြားသားတွေဘလောက်ပဲတော်နေပါစေတာဦးမဖြစ်လာတဲ့အခါမှာအဲ့ဒီတာဦးရဲ့အခွင့်အရေးကိုသူမရတာဖြစ်တယ်အဲ့တော့တာဦးကအဲ့ဒီဘယင်ဆိုတဲ့ယာထိုးကိုပထမမွေးဖွားခြင်းအဖြစ်သူကအလူလိုနေရင်အဲ့ဒီအခွင့်ကိုရတယ်အဲ့တော့ဒီအခွင့်အရေးဟာအင်တာမှာကြီးမြတ်တဲ့အခွင့်အရေးဖြစ်တယ်မိသားစုနဲ့တော်လို့ကောင်းပြီးတော့သူတို့ရဲ့လူမျိုးထဲမှာသူတို့ရဲ့လူမျိုးထဲမှာကောင်းဆောင်လို့ပြောမယ်ဆိုရင်လေအဖေကကောင်းဆောင်ဖြစ်တယ်အဲ့တော့အဖေဆုံးသွားခဲ့ရင်တာဦးကအဲ့ဒီကောင်းဆောင်အရာကိုယူရတဲ့အခွင့်အရေးအကြီးကြီးကိုသူရခဲ့တဲ့အရာကိုကျွန်တော်တွေ့ရတယ်ပြီးတော့တာဦးလို့ပြောတဲ့အခါမှာမိဘအမွေဥစ္စာကိုတာသမီးတွေကိုခွေးဝေပေးတဲ့အခါမှာတာဦးကနှစ်ဆတော့ကောင်းခြင်းမင်္ဂလာကိုသူရခဲ့တယ်အဲ့တော့ဥမာတာအငယ်ကတသိန်းရရင်တာဦးကနှစ်သိန်းရတယ်အဲ့တော့ဒီတာဦးရဲ့အရာကိုမိဘကကိုနှစ်တက်သားကိုပေးပိုင်ခွင့်မရှိဘူးတမန်ကျမ်းစာအရာသူတို့ရဲ့ဒီတရားအရာဘုရားသခင်မိန့်မှချက်အရာတာဦးကအဖေမိဘတွေမကြိုက်တယ်ရှိတော့ကြိုက်တယ်ရှိတော့တာဦးဖြစ်တဲ့အခါမှာအဲ့ဒီတာဦးရဲ့အရာသူ့ကိုပေးရတာဖြစ်တယ်အဲ့တော့တာဦးဆိုတဲ့အရာကိုဓမ္မကျမ်းစာမှာကြည့်တဲ့အခါမှာအင်မတန်မှမြင့်မြတ်တဲ့အရာအင်မတန်မှလူချင်းတောက်တာဖွယ်အရာဒါပေမဲ့ဒီအရာကျတော့ကိုယ့်ကိုလှုပ်လေးမရတဲ့အရာဖြစ်တယ်အဲ့တော့တာဦးအရာကတကယ်ပဲမြင့်မြတ်တဲ့အရာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်နှိမ့်တမ်းမှပြောချင်ပါတယ်အဲ့တော့တာဦးအရာနဲ့ပတ်သက်ပြီးမှကျွန်တော်ပထမအချက်ကြည့်ချင်တာဣရှမေလနဲ့အေဇက်ကျွန်တော်Ishmael နဲ့ Isaac အဲ့တော့ Abraham မှာအမျိုးမိန်းမ၃ဦးရှိခဲ့တယ်ပထမတစ်ဦးကစာရာဖြစ်တယ်ဒုတိယကဟာဂရတတိယကခေတူရဆိုမှမိန်းမ၃ဦးရှိခဲ့တယ်အဲ့တော့အဲ့ဒီထေကနေ Ishmael ကဂျုံမရဲ့တာဖြစ်ပြီးပထမမွေးဖွားခဲ့တယ်အဲ့တော့Abraham ရဲ့တာလို့ပြောတဲ့အခါမှာပထမမွေးဖွားခဲ့တာက Ishmael ဖြစ်တယ်အဲ့တော့နောက်ပိုင်းမှာဖျားကြီးရဲ့ဂတိတော်အတိုင်းကြွလာတဲ့ဣဇက်ကဇာရာစီကလည်းမွေးဖွားလာတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့တနည်းအားနဲ့ပြောရင်ဇာရာကပထမအမျိုးသမီးဖြစ်တယ်ပထမမိန်းမအာဗြဟံရဲ့ဒါပေမဲ့တားကဒုတိယမှာမွေးဖွားလာတယ်အဲ့တော့တနည်းအားဖြင့်ပြောရင်ဟိုဣရှမေလကပထမမွေးဖွားလာတယ်ဒါပေမဲ့မိန်းမအနေနဲ့ပြောရင်သူကဒုတိယမိန်းမပဲဖြစ်တယ်ဒါပေမဲ့ကျမ်းစာမှာဗာပြောထားသလဲဆိုတော့ဂျုံမရဲ့မိန်းမကဘုရားသခင်ရဲ့ဂတိတော်အတိုင်းမွေးဖွားလာတဲ့တာမဟုတ်တဲ့အတွက်ကြောင့်ဣရှမေလဟာတာဦးအရာကိုသူ့ရဲ့အဲ့ဒီအခွင့်အရေးကိုသူမရခဲ့တာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဣဇက်ကပထမအမျိုးသမီးဇာရာစီကရတဲ့သားလေးဖြစ်တယ်ပြီးတော့ဂတိတော်အတိုင်းဘုရားသခင်ပေးတဲ့သားလေးဖြစ်တဲ့အခါမှာသူကဂျုံမမဟုတ်တော့ဂတိတော်အတိုင်းရရှိလာတဲ့ဇာရာရဲ့သားဖြစ်တဲ့အခါမှာသူတည်းနေရာမှာမွေးဖွားခဲ့ပေမဲ့သူဟာတာဦးအရာကိုရရှိခဲ့ပြီးတော့ဒီအာဗြဟံရဲ့အရာသူ့ရဲ့မိသားစုအရာပြီးတော့သူ့ရဲ့ကောင်းချီးမင်္ဂလာအားလုံးကိုရရှိလာတဲ့တာဦးဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒုတိယအနေနဲ့ဣသောနဲ့ယာကုပ်အဲ့တော့ဣသောနဲ့ယာကုပ်ကိုကြည့်တဲ့အခါမှာရေပကာကတားနှစ်ဦးကိုမွေးဖွားခဲ့တယ်အဲ့တော့ကျွန်တော်ဣဇက်ဤတူတီတော်မိမဖြစ်တယ်အဲ့တော့ဣဇက်ကမိမတူတီပဲရှိခဲ့တယ်အဲ့ဒါကရေဘကာဖြစ်တယ်အဲ့တော့အဲ့ဒီရေဘကာထဲမှာတားနှစ်ဦးမွေးဖွားလာတယ်ဒါပေမဲ့အဲ့ဒီတားနှစ်ဦးကအမွာဖြစ်လာတယ်အမွာဖြစ်ပြီးတော့ဤတော်ကအရင်မွေးဖွားလာတယ်မိဘရဲ့ပိုက်ထိတ်ကနဲ့ဤတော်အရင်ထွက်လာတယ်ဒါပေမဲ့ယာကုပ်ကဤတော်ရဲ့ခြေဖနော့ကိုဂိုင်လက်ဖွားမြင်ခဲ့တယ်ဆိုတော့ကိုသိရတယ်အဲ့တော့ဒီနှစ်ဦးထိတ်ကနဲ့မွေးဖွားတဲ့အချိန်တော့တူပေမဲ့အရင်ထွက်လာတဲ့ဣတောကတာဦးအရာကိုတင့်တဲ့သူဖြစ်တယ်တာဦးလေးဖြစ်တယ်ဒါပေမဲ့ကမ္ဘာဦးကျမ်း25 30နဲ့33မှာကျွန်တော်ကြည့်တဲ့အခါမှာဣတောကငါတည်လို့ပြီးတာဦးအရာအားဖြင့်အပေအကျိုးရှိပါလိမ့်မည်နည်းဟုဆို၏ယာကုပ်ကလည်းယနေ့ပင်ငါအားကျိန်ဆူပါဟုတ်ဆိုတော့ကျိန်ဆူတစ်ဖြစ်ယာကုပ်အားမိမိသားအရာကိုရောင်းလေ၏တဲ့အဲ့တော့ဣတောအနေနဲ့ဘာပဲဖြစ်ဒီတာဦးအရာဟာဘလောက်ထိမြင့်မြတ်တယ်ဆိုတဲ့အရာကိုသူသိခဲ့မှာဖြစ်တယ်ဒါပေမဲ့သူဆာလောင်မွတ်တက်နေတဲ့အချိန်မှာ
တာအိုအရာအဖြစ်အဘေကျူးရှိနေမနေဆိုမှဒါသူကဒီအရာကိုမချီမဲ့မြင်ပြုခဲ့တယ်လိမြူရှုခဲ့တယ်အဲ့တော့သူ့ရဲ့ဝန်ရည်ခဏပိုက်စားတဲ့အရာကိုသူတာအိုအရာကိုလေလိုက်တာဖြစ်တယ်အဲ့တော့ဟေဘရဲစနစ်16ရဲ့ပထမဒုတိယဘိုက်ကိုကြည့်တဲ့အခါမှာတနတ်စာအဖို့နဲ့တာအိုအရာကိုရောင်းတော့ဤတော့ကေတို့ဘုရားတရားကိုမယူသေးတော့မယူသေးပြုတ်တော်သူမရှိစေခြင်းကလည်းကောင်းတတိနှစ်ကြည့်ရှုကြလို့တဲ့နော်ဒါအင်မတန်မှယူရှာပွဲကောင်းတဲ့အင်မတန်မှစူးညစ်တဲ့ဤတော့ရဲ့အမှုအကျင့်ဖြစ်တယ်ဆိုတော့တမန်ကျမ်းစာကရှင်းရှင်းလင်းလင်းကျွန်တော်တို့ပေါ်ပြထားတာတွေ့ရပါတယ်ဒါကြောင့်ဤတော့ကပထမမွေးဖွားတဲ့ဒါဖြစ်ခဲ့ပေမဲ့သူ့ရဲ့မထီမဲ့မြင်ပြုမှုသူ့ရဲ့ဒီအရာကိုတန်ဖိုးမထားခဲ့တဲ့အရာကြောင့်သူ့ရဲ့ဝန်ရည်ကိုပဲအတိကထားပြီးတော့သူကဒီတာအိုအရာကိုလက်လွတ်ဆွရှုံးခဲ့ပြီးယာကုပ်ကဣသရေလလူမျိုးရဲ့တာအိုအရာကိုရရှိလာတဲ့လူဖြစ်လာတယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့တတိယတာအိုအရာကိုရတဲ့လူကိုကျွန်တော်ဆက်ပြောပါမယ်ရူဘင်နဲ့ယောသတ်အဲ့တော့ရူဘင်နဲ့ယောသတ်ကဣသရေလလို့ပြောတဲ့ယာကုပ်ရဲ့သား12ဦးဖြစ်ပါတယ်ယာကုပ်မှာမိန်းမ4ဦးရှိခဲ့တယ်ပထမတစ်ဦးကလေယာဖြစ်တယ်9နှစ်သူယာခေလအတွက်သူ9နှစ်လှုပ်ဆောင်ပြီးတဲ့နောက်မှာယာခေလကိုမရဘဲနဲ့လေအာကိုသူရသွားတယ်ဒါပေမဲ့နောက်ထပ်4နှစ်နောက်ထပ်9နှစ်သူကျူးစားလို့ဆောင်တဲ့အခါမှာရာခေလကိုရပါတယ်အဲ့တော့အဲ့ဒီတစ်ဆက်တည်းမှာပဲရာခေလရဲ့ဂျုံမပိလကိုလည်းသူမိမအနေနဲ့သူတိမ့်ပိုက်ခဲ့တယ်ပြီးတော့လီအာရဲ့ဂျုံမဇီလပကိုလည်းသူတိမ့်ပိုက်တာမဟုတ်ဘူးဒီအမျိုးသမီးတွေကသူ့မိမတွေကသူ့ကိုပေးခဲ့တာဖြစ်တယ်အဲ့တော့ဒီဟိုအာဗြဟံကိုစာရာကသူ့ရဲ့ဂျုံမကိုပေးခဲ့တဲ့နဲ့တဘောတူတယ်နော်အဲ့တော့ယာကုပ်မှာမိန်းမ၄ဦးရှိတယ်အဲ့ဒီမိန်းမ၄ဦးထဲကနေလေအာရဲ့သားရဲ့သူကိုကြည့်တဲ့အခါမှာရူဘင်ပထမသားဖြစ်တယ်အဲ့တော့ရှေမောင်ရှိတယ်လေဝိရှိတယ်ယူဒရှိတယ်ဣတခါဇာပိုလုံဆိုပြီးမှ6ယောက်မွေးဖွားခဲ့တာကိုတွေ့ရတယ်အဲ့တော့ဂျုံမရာခေလရဲ့ဂျုံမကမွေးဖွားလာတဲ့သားတွေကရောဒတ်နဲ့ဗင်ညာမင်ဖြစ်တယ်ပြီးတော့ဘီလာကနဲ့မွေးဖွားတဲ့သားကတန်နတ်တလီပြီးတော့ဇလဖအမျိုးသမီးကမွေးဖွားလာတာကဂတ်နဲ့အာရှာဖြစ်တယ်အဲ့တော့ဒီ၄ဦးထဲကနေတားညာအားလုံးထက်ရူဘင်ကအကြီးဆုံးသားဖြစ်တယ်အဲ့တော့ရူဘင်ကဒီဣသရေလရဲ့ဒီသူတို့ရဲ့ဘုရားသခင်ကအာဗြဟံကိုရွေးကောက်ခဲ့တယ်ဆိုတာဒီတကဘာလုံးကိုကယ်တင်ခြင်းအမှုဖြစ်တဲ့ဒီခရစ်တော်ကြွဆင်းလာမဲ့လမ်းကြောင်းအတွက်အထူးရွေးကောက်ခြင်းခံရတဲ့လူမျိုးဖြစ်တယ်ထူရွေးကောက်ခြင်းခံရတဲ့လူမျိုးရဲ့ဒီအရာကိုယူဆောင်လာဖို့အတွက်ဒီကောင်းကြီးမင်္ဂလာကိုလေသူတို့တာအိုးကရပိုင်ခွင့်ရှိတယ်အဲ့တော့ဒီတာအိုးအရာကိုရမဲ့သူကရူဘင်ဖြစ်တယ်တကယ်တော့ဒါပေမဲ့ဒီမှာကဘာဦးကျန်း35နဲ့20မှာဘယ်လိုတွေ့ရတယ်ဆိုတော့ရူဘင်ဒီတွား၍အပိုက်မယားငင်ပိလဟာနဲ့အိတ်လေဤသူတည်ကိုဣတိရဂျာဤတဲ့တိရာဇဝင်ချုပ်ငါအငယ်1မှာဗာပြောသားတယ်ဆိုတော့ရူဘင်ဟာညီအကူ12ဦးဤတာအိုဖြစ်အပိုက်အိယာကိုညညိုးစေသောကြောင့်တာအိုအရာကိုနှုတ်ချင်းခံရပြီးဒုတိယမိန်းမဤတာအိုယောဒတ်ကိုလွေခဲ့ဤတဲ့နော်အဲ့တော့ဒီမှာကျွန်တော်ရှင်းရှင်းလေးတွေ့ရတယ်ရူဘင်ကသူ့အဖေရဲ့မယားကျုံမနဲ့အိတ်ခဲ့အဲ့တော့သူအမှုအရာကြောင့်တဲ့သူကအပိုက်အိယာကိုညှဉ်းညူးစေတဲ့ဒါဖြစ်တဲ့အတွက်ကြောင့်သူကတာအိုဖြစ်ခဲ့တော့ညာလေးပဲသူ့ရဲ့တာအိုအရာကသူ့စီကလည်းဘုရားသခင်နှုတ်ပြီးမှဘသူ့ကိုပေးတယ်ဆိုတော့သူတရားမိမဖြစ်တဲ့ရာခေလရဲ့တာအိုဖြစ်တဲ့ယောသတ်ကိုပေးခဲ့တယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့ဒီမှာတကယ်တော့ဒီမိမလေးဦးထဲမှာနောက်ဆုံးဖွားမြင်တာကရာခေလဖြစ်တယ်အဲ့တော့ပထမကလေအာမွေးဖွားတယ်တော့ရာခေလရဲ့ဂျုံမစီကနေမွေးဖွားလာတယ်ပြီးတော့လေအာရဲ့ဂျုံမစီကမွေးဖွားတယ်နောက်ဆုံးမှရာခေလကမွေးဖွားလာဖြစ်တယ်ဒါပေမဲ့ဂျုံမရဲ့သားသမီးတွေကိုတာအိုအရာဖွင့်ရမပေးဘူးဆိုတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ပထမဒီဣရှမေလနဲ့အိဇက်ကိုကြည့်တဲ့အခါမှာလေဣရှမေလကဂျုံမရဲ့သားဖြစ်တော့ကြောင့်အခွင့်တာအိုဖြစ်ခဲ့တော့ညာလေးပဲတာအိုအရာကိုသူမရခဲ့ဘူးအဲ့တော့ဒီမှာကြည့်တဲ့အခါမှာလေရူဘင်ကသူရဲ့ညှဉ်းညူးတဲ့အကျင့်စရိုက်ကြောင့်
တာဝရကိုလက်လွတ်ဆုံးရှုံးခဲ့ရင်ကျွန်တော်လူအနေနဲ့ကြည့်ရင်ဒုတိယပိဋရဲ့တာဝကရရမှာဖြစ်တယ်ဒါပေမဲ့ပိဋနဲ့ဇိလဖာကကျွန်မဖြစ်တဲ့အတွက်ကြောင့်သူ့စီကမွေးဖွားလိုက်တဲ့သားကိုတာဝရဲ့အရာမပေးဘဲနဲ့သူ့ရဲ့မိမအရင်ဖြစ်တဲ့ရာခေနစီကမွေးဖွားလာတဲ့ယောသတာဝကိုတာဝရဲ့အရာကိုပေးခဲ့တယ်ဆိုတာကိုတမန်ကျမ်းစာမှာတွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီသုံးခုကိုကျွန်တော်ကြည့်တဲ့အခါမှာတဦးကတာဝအရာကိုဝန်ရေးအတွက်နဲ့သူလေးနေခဲ့တယ်နောက်တဦးကကျွန်မရဲ့တာဖြစ်တဲ့အတွက်ကြောင့်တာဝအရာကိုမရခဲ့ဘူးနောက်တစ်ယောက်ကသူ့ရဲ့အကျင့်စာရိတ္တညစ်ပတ်တဲ့ဇာတိပဂတိအကျင့်ကြောင့်သူ့ရဲ့တာဝအရာကိုလက်လွတ်ဆုံးရှုံးခဲ့တယ်ဆိုတာကိုတမန်ကျမ်းစာမှာတမန်ဟောင်းကျမ်းမှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့နံပါတ်၄ကောင်းစဉ်မှာခရစ်တော်၏တာဝဖြစ်ခြင်းအကြောင်းကိုထပ်ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ကောလောသဲအခန်းကြီး1:15ကိုကျွန်တော်ကြည့်တဲ့အခါမှာသူသားတော်သည်မြင့်မြင်မရတော့ဘုရားသခင်ပုံတန်တော်ဖြစ်၏ဝေနေယတတ္တဝါအပေါင်းတို့တွင်ဒါအိုဖြစ်တော်မူ၏တဲ့ရောခိုင်အမန်ရှာဖန်ဤတန်တေတာအလတ်ကလျာငါဖေးရဲ့အဲ့တော့ခရစ်တော်ကဒါအိုဖြစ်တယ်ဆိုတဲ့အရာကိုဒီမှာဖော်ပြထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာအတိကပြောချင်တာဝေနေယတတ္တဝါအပေါင်းတို့တွင်ဒါအိုဖြစ်တော်မူ၏လို့ပြောခြင်းရဲ့ပြောတဲ့အတိတ်တွေကဘုရားကိုသူခရစ်တော်ဟာဖန်ဆင်းရှင်ဖြစ်တယ်ဖန်ဆင်းတဲ့ဝေနေယတတ္တဝါအကုန်လုံးကိုဖန်ဆင်းတဲ့သူလေးဖြစ်တယ်ပြီးတော့သူဖန်ဆင်းခံအားလုံးရဲ့အရှင်ဖြစ်တယ်ဆိုတဲ့အရာကိုအဓိကပြောချင်တာဖြစ်တယ်အဲ့တော့ဒုတိယကောလောသဲ1ပဲဒါမဲ့ဆက်ရှစ်သူဒီအတင်းတော်ဒီဟူတော်ကိုဤဦးခေါင်းဖြစ်တော်မူ၏အရာညာ၌ထွန်းမြတ်ခြင်းကမူလအရင်ဖြစ်၍သေတော်သူတို့တွင်ဒါအိုဖြစ်တော်မူ၏တေတော်သူတို့တွေတာအုပ်ဖြစ်တော်မူတယ်ဒါခရစ်တော်ကိုပြောတာခရစ်တော်ဟာခုနပြောတဲ့ဝိညာဉ်တတ်တော်အပေါင်းတို့တွေတာအုပ်ဖြစ်တယ်အဲ့တော့အခုကတေတော်သူတို့တွေတာအုပ်ဖြစ်တော်မူ၏တဲ့နော်အဲ့တော့သူကခရစ်တော်ဟာတာအုပ်ဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်အဲ့တော့ခရစ်တော်ဟာရှင်ပြန်တေပြီးတော့ရှင်ပြန်ထမြောက်လာတဲ့လူသားအလုံးထဲကနေပထမတော့လူသားဖြစ်တယ်ဆိုတော့ကျွန်တော်အကုန်လုံးလက်ခံတာဖြစ်အဲ့တော့သူပဲသူ့ရဲ့တေခြင်းမရှင်ပြန်ထမြောက်ခြင်းအဖြစ်ခေတ်အတိတ်တစ်ခုကိုမွေးဖွားလာတယ်သူ့ရဲ့လူမြောက်တည်ခြင်းမှရှင်ပြန်ထမြောက်ခြင်းအဖြစ်ခဏကျွန်တော်တို့သူ့အထင်းနဲ့တေတော်သူအားလုံးဟာရှင်ပြန်ထမြောက်လာမယ်ဆိုတဲ့ဂတိတော်ကိုကျွန်တော်ရရှိပိုင်ဆိုင်တဲ့လူတွေဖြစ်လာတယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဒီတာဝအရာကိုခရစ်တော်ကိုဘာဖြစ်လို့ပေးရတယ်လဲဆိုတဲ့အရာကိုကြည့်တဲ့အခါမှာခုနပြောတယ်လို့ပဲသူဟာတမန်ဟောင်းကျမ်းမှာတာဦးဆိုတဲ့အရာဟာအင်မတန်မှကြီးမြတ်တဲ့အရာဖြစ်တယ်အဲ့တော့သူ့ကြောင့်ဒီဘုရားခရစ်တော်ဟာတာအုပ်ဖြစ်တယ်လို့ပြောခြင်းဟာခနဲ့ဘုရားသခင်သူ့ရဲ့ခမင်းတော်ဘုရားသခင်ရဲ့အရာသူ့ရဲ့အုံတကူအမှုကိုရရှိထားတော့တားတော်လူစားတိကိုခံလာတော့ခရစ်တော်ဖြစ်တယ်ဆိုတဲ့အရာကိုပြခြင်းဖြစ်တယ်ပြီးတော့ဒီ89မြောက်တော့ဆာလံကျမ်းကိုကျွန်တော်ကြည့်တဲ့အခါမှာဣဒေနဒီကရှင်ဘီရင်တူကိုညွန်လင့်ခဲ့ကြတယ်အဲ့ဒီရှင်ဘီရင်လက်ထက်မှာထာဝရငြိမ်းချမ်းမှုရှိလိမ့်မယ်ငြိမ်သက်ခြင်းရှိလိမ့်မယ်အခုတက်ထိလေသူတို့ကအထူးရှင်ဘီကိုလေစောင့်ညွန်နေတာဖြစ်တယ်အဲ့တော့အထူးရှင်ဘီဟာတာဝရဲ့အရာကနေဆင်းသက်လာတဲ့လူဖြစ်မယ်လို့ပြောထားတယ်ပြီးတော့တာဝရဲ့မိသားစုထဲကနေဆင်းသက်လာမယ်လူဖြစ်တယ်လို့ပြောတဲ့အခါမှာဒီအဲ့ဒီကျမ်းချက်မှာပါတယ်လို့ပဲခရစ်တော်ဟာတာဝဖြစ်တယ်လို့ပြောတဲ့အခါမှာခရစ်တော်ဟာဣတိလလူမျိုးတွေစောင့်နေတဲ့တမန်ဟောင်းကျမ်းစာထဲမှာပေါ်ပြခဲ့တဲ့ဘယင်ဣတိလလူမျိုးရဲ့ဘယင်ဟာခရစ်တော်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ခရစ်တော်ဟာတကယ်ပဲစစ်မှန်တဲ့တာအူစစ်မှန်တဲ့ဘုရားသခင်ရဲ့ဂတိတော်အတိုင်းကြွလာတော့ကယ်တင်တော်အရှင်ဘုရားသခင်ဇေလွတ်ချင်းခံရတော့တာတော်ဖြစ်တယ်ဆိုတာကိုလုံးလုံးကျွန်တော်ချင်းချင်းရှားရှားတမန်ကျမ်းစာမှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးတစ်ချက်အနေနဲ့ခရစ်တော်၌ဖွားမြင်တော်တာအူများအဲ့တော့ဂလာတိ4:31ကိုကျွန်တော်ကြည့်တဲ့အခါမှာယခုတွင်ညီအကူတို့ငါတို့ဒီကျွန်မဤသားမဟုတ်ကျွန်မမဟုတ်တော့မိမဤသားဖြစ်ကြ၏တဲ့အရှုမေအန်ဆေမဣရှာဖေဂျုံမေအန်ဆေမဣရှာရဲ့ဆိုတော့ကျွန်တော်တို့ကစာရာယေတာဣဇက်ဖြစ်တယ်လို့ပြောထားခြင်းဖြစ်တယ်ကျွန်မကလည်းမွေးဖွားလာတဲ့ဣရှမေလမဟုတ်ဘူးကျွန်တော်တို့ကစာရာဂတိတော်အတိုင်းမွေးဖွားလာတဲ့စာရာယေကျွန်မမဟုတ်တဲ့တာမိမစာရာစီကမွေးဖွားလာတဲ့ယောသကေတူတော်သားများဖြစ်တယ်လို့ပြောတဲ့အခါမှာခရစ်တော်အဖြစ်ကနေခရစ်တော်ရဲ့တည်ခြင်းခရစ်တော်ရဲ့လူစားတိခံယူခြင်းခရစ်တော်ရဲ့ကျွန်တော်တို့အသက်
အတွက်ကျွန်တော်တို့ရဲ့အဖြစ်တွေကိုစားအသေးခံပေးခြင်းခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းခရစ်တော်ရဲ့ကောင်းကင်၌ဘုရားဖြစ်ခြင်းဒီအရာတွေကိုယုံကြည်တော်သူဟာခနဲ့ဣဒိနာလူမျိုးတွေအမတမတောက်တာခဲ့တဲ့တာဟုအရာကိုရရှိခံစားပြီးသားတော့သူတွေဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဟေပြေ7နှစ်အငယ်23ရဲ့ပထမပိုင်းလေးကိုကြည့်တဲ့အခါမှာကောင်းကင်စီရင်၌ဝင်သောတာဟုသူဤအသင်းတော်သူ၎င်းလို့ရေးထားတယ်အသင်းတော်ကောင်းကင်စီရင်ဝင်တဲ့တာဟုလို့ပြောထားတယ်အဲ့တော့အဲ့ဒါတွေကဘယ်သူတွေလဲဆိုတော့အသင်းတော်ဆိုရင်ကျွန်တော်တို့ပဲဖြစ်တယ်အဲ့ကောင်းကင်စီရင်ဝင်တာလေကျွန်တော်တို့ဖြစ်တယ်ခရစ်တော်ထဲကနေခရစ်တော်နာမနဲ့ကောင်းကင်စီရင်အဲ့တော့ကျွန်တော်တို့ကတာဟုဖြစ်တယ်လို့ပြောတဲ့အခါမှာခုနပြောသလိုပဲအမတမမဲ့မောစရာကောင်းတဲ့အကြီးမြတ်ဆုံးသောတာဟုအရာကိုခရစ်တော်အဖြစ်ကျွန်တော်တို့ရရှိထားတဲ့သားသမီးများဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ကျမ်းချက်တစ်ချက်ဖြစ်ဖတ်ပါမယ်ရောမ8:29ဘုရားသခင်၏သားတော်ဒီအများတို့ညီအကူများထဲတွင်ဒါအုပ်ဖြစ်တော်မူမည်အကြောင်းဘုရားသခင်သည်ရှေးမစွကတိတော်မူသောသူတို့ကိုသားတော်၏ပုံတံနှင့်တညီကြီးဖြစ်စေခြင်းကရှေးမစွကခွေးခတ်မှတ်သားတော်မူ၏တဲ့နော်ရှင်းပါတယ်ဘုရားသခင်သားတော်ခရစ်တော်ပါတဲ့အများတော်ညီအကူများထဲတွင်တာအုပ်ဖြစ်မည်အကြောင်းသူကတာအုပ်ဖြစ်တယ်ဘုရားသခင်အချင်းမစွမှကတိတော်မူသောသူတို့ကိုကျွန်တော်တို့ကိုပြောခြင်းဖြစ်တယ်သားတော်ရဲ့ပုံတံတော်နဲ့တညီကြီးဖြစ်စေခြင်းကရှေးမစွကခွဲခတ်မှတ်သားတော်မူတယ်တဲ့ကျွန်တော်တို့ကိုဘုရားသခင်ကရှေးမစွမီကခွဲခတ်မှတ်သားခြင်းခံရတဲ့ရွေးကောက်ခြင်းခံရတဲ့လူတွေဖြစ်တယ်သူကြောင့်ကျွန်တော်တို့ကခရစ်တော်စီကိုကျွန်တော်တို့ရောက်လာခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဟာတာအုပ်ဖြစ်တဲ့ခရစ်တော်ရဲ့ပုံတံနဲ့အညီဖြစ်စေခြင်းကကျွန်တော်တို့ကိုရွေးကောက်ချခြင်းဖြစ်တယ်အဲ့တော့ဒီမှာကြည့်တဲ့အခါမှာကျွန်တော်ဟာတာအုပ်ရဲ့အရာရာကိုရတယ်ပြီးတော့ဒီမှာပြောချင်တာကျွန်တော်ကဘုရားသခင်ကောင်းကင်နိုင်ငံတော်ကိုဝင်စားဖို့ပဲမဟုတ်ဘူးခရစ်တော်ရဲ့ပုံတံတော်နဲ့ညီလာဖို့ဘုရားသခင်အတိတ်ကကျွန်တော်တို့ကိုရွေးကောက်ထားခြင်းဖြစ်တယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်အဲ့တော့ခရစ်တော်ရဲ့စိတ်တော်ထားခရစ်တော်ရဲ့အမှုအကျင့်ပြီးတော့ခရစ်တော်ပိုင်ဆိုင်တဲ့အရာခရစ်တော်ရဲ့ပုံစည်းစဉ်ကိုရှေးခွင့်ရှိတဲ့လူသူအရာကိုအတူတကွညဝေခံစားခွင့်ရတဲ့သူဖြစ်တယ်ဆိုတော့ကိုအင်မတန်မှဝမ်းမြောက်စရာကျွန်တော်တို့ကိုဖျားခင်နှုတ်ပတ်တော်ခါနဲ့စကားပြောနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီသားဝရာကိုကျွန်တော်တို့ဟာအခမဲ့ကျွန်တော်ရရှိပိုင်ဆိုင်ခဲ့တော့တာသမီများဖြစ်တဲ့အခါမှာဒီသားဝရာကိုကျွန်တော်ကအင်မတန်မှကျေးဇူးတင်ရမယ်တန်ဖိုးထားရမယ်ပြီးတော့ဒီသားဝရာအတွက်ဘုရားသခင်ကိုအမြဲတမ်းဝတ်ပြုကိုးကွယ်ရမယ်ချီးမွမ်းရမယ်ဒါဟာကျွန်တော်တို့ရဲ့အလုပ်ဖြစ်တယ်ဒါပေမဲ့ဂရိကျွန်တော်ယုံကြည်သူများထဲမှာကျွန်တော်အပါအဝင်ဒါအိုးအရာကိုကျွန်တော်ရရှိခဲ့တော့ညာလေးပဲအဲ့လောက်ထိတန်ဖိုးမထားဘူးကျွန်တော်ဘုရားကြောင်းလာဖို့အတွက်ပြက်ွက်ဘုရားရဲ့အမှုတော်မှာအစေခံဖို့အတွက်ကျွန်တော်တို့အချိန်မပေးနိုင်ဘူးဘုရားနဲ့အချိန်ယူဖို့ကျွန်တော်တို့အဲ့လောက်ထိအရေးတကြီးမထားဘူးကျွန်တော်အလုပ်ပိုက်ဆံမိသားစုလောကမှာတူးတက်ဖို့ကြီးပွားဖို့လောကမှာခိတ်နဲ့အညီနေဖို့ကျွန်တော်အင်မတန်မှကြိုးစားတယ်တွေးထွက်တယ်ချွေးထွက်တယ်ကျွန်တော်ဝမ်းနေတယ်မျက်ရည်ကျတယ်အင်မတန်မှကျွန်တော်ကြိုးစားတယ်ဒါပေမဲ့ဘုရားအတွက်ကျွန်တော်စက္ကတဲ့ထဲမှာကျွန်တော်အရင်အားနေတယ်တာဟာကျွန်တော်ဤတော်ရဲ့အသက်တာကိုကျွန်တော်စဉ်းစားဖို့လိုတယ်ဤတော်ဟာတာဦးရဲ့အရက်အရာကိုမချီမဲ့မိပြုတ်ခဲ့တယ်လို့ပဲကနေ့တင်နဲ့ကျွန်တော်တာဦးရဲ့အရက်အရာကိုအလဟာဒဒီတိုင်းပဲဖြစ်ချင်တယ်လို့ဖြစ်ဆိုမှကျွန်တော်ထားနေတယ်လားကျွန်တော်ဝန်းရဲ့အတွက်နဲ့ကျွန်တော်ဒီအရာကိုလေးလေးနေတာပြီးတော့တာဦးရဲ့အရာကိုရတဲ့သူကဘုရားသခင်တာဝန်ပေးခြင်းခံရတဲ့သူဖြစ်တယ်အဲ့တော့တိုးထင်းရှိတယ်ပြီးတော့တင်းတော့တင်းအုပ်အများကြီးကျွန်တော်တို့ဒီမှာကိုလူငယ်ကောင်းဆောင်အမျိုးမျိုးတဲ့တာဝန်ရှိတဲ့လူရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီခိတ်မှာကြည့်တဲ့အခါမှာတာဝန်အတီးတီးခံရတဲ့လူတွေကပြင်နေတာဦးရဲ့အရာကိုမချီမဲ့မြင်ပြုတယ်ဆိုတော့ကျွန်တော်တို့အများကြီးတွေ့ရတယ်ကျွန်တော်အခုဆရာတွေအများကြီးပေါ်လာတယ်အများကြီးဆရာတွေရှိတယ်ဒါပေမဲ့တမန်ဟောင်းကျမ်းစာထဲမှာဘုရားသခင်ကတိုးထင်းတွေကိုအင်မတန်မှယွင်ရှာခဲ့တဲ့အရာတွေဖြစ်ရှိတယ်ဘာပြောတယ်လဲဆိုတော့နင်တို့ကတဲ့ဒူးဒီစီကဒူးမွေးကိုတော့ယူတယ်တဲ့ဒါပေမဲ့ဒီဒူးတွေကိုဝတ်အောင်မကြွေးဘူးတဲ့နင်တို့ရဲ့ဒူးတွေကအယိုးတွေပဲဖြစ်နေတယ်ဒါပေမဲ့နင်တို့ကဒီဒူးမွေးကိုဟုတ်ပြီးမှနွေးနွေးထွေးထွေးနေကြတယ်တဲ့ဒါဒူးတွေကိုဇီးပွားရဲ့အဖြစ်မြင်တာဖြစ်တယ်ဒီဒူးစီကအလွန်ငွေတော့စားတယ်ဒါပေမဲ့ဒီဒူးတွေကိုဝတ်လင်စွာစားဖို့အတွက်ဒီဒူးတွေကိုဝတ်လင်စွာဝတ်ဖြုတ်ဖို့အတွက်မကြိုးစားဘူးအချိန်မပေးဘူးအဲ့ဒါဟာအင်မတန်မှကြောက်ရတဲ့ဤတော်ရဲ့
လုပ်ရတယ်ဖြစ်တယ်ဒါကိုလေကျွန်တော်တို့အရောက်ချင်းစိတ်မိဘတယောက်ချင်းစီတိုင်ကလည်းကိုယ့်ရဲ့သားသမီးတွေရှိတယ်အဲ့တော့ကျွန်တော်တို့အကူလို့ရာထူးရတဲ့သူတယောက်ကလည်းကိုယ့်ရဲ့ညီလေးညီမလေးတွေကိုဆုံးမပိုင်ခွင့်ရှိတယ်အရောက်ချင်းစီတိုင်ကတနည်းအားဖြင့်သူထိန်နေဖြစ်တယ်ကျွန်တော်တို့ကမိမိကိုယ်ကိုတိဆောက်ရတယ်လို့ပဲမိမိကလည်းတပားလို့တိဆောက်ဖို့တောင်းလို့ရှိတယ်ဒါတော့တီသားဝရဲ့အရာကိုကျွန်တော်ရရှိတဲ့တူပဲတီသားဝရဲ့ကိုတန်ဖိုးထားပြီးတော့ဘုရားရဲ့အမှုတော်ကိုလေးလေးနဲ့ကျွန်တော်တို့ဆောင်ကြရအောင်ဒါအတင်းတော်တချို့မှတွေ့တယ်ကလေးကကျွန်တော်သိတယ်ချူချင်းကိုကျွေးချင်းအဖြစ်ဒီချူချင်းဟာမကောင်းဘူးသူ့ရဲ့ကျမ်းမာရေးအတွက်မကောင်းဘူးဒါပေမဲ့သူအရင်ကြိုက်တယ်ချူချင်းကျွေးတဲ့လူကိုလူသားချစ်မှာပဲကျွန်တော်လေးလူကလေးတွေချစ်ခံချင်ရင်တွေ့တဲ့လူသားကိုကျွန်တော်ချူချင်းပေးမယ်ဒီကလေးတွေအားလုံးကျွန်တော်ကိုကြိုက်မှာပဲကျွန်တော်တွားတာနဲ့ချူချင်းပေးတဲ့လူဆိုတော့သူလိုက်လာမှာပဲအဲ့အတင်းတော်တချို့မှဒီပုံစံတွေ့ရတယ်လူရီကြိုက်တဲ့ချူချင်းကိုကျွေးတယ်တကယ်ကြေခဲတဲ့အစာဖျားခင်အသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုနှုတ်ကပတ်တော်မှာရှိတဲ့အတိုင်းမကျွေးဘူးဒီချူချင်းနဲ့ကျွေးပြီးမှလူအများကြီးရောက်လာတယ်ဒါတွေလည်းအိမ်မက်တမကြောက်စရာကောင်းတယ်အခုကဘုရားသခင်ကအကုန်လုံးကိုစီရင်နေတာမဟုတ်ဘူးတချို့ကိုစီရင်တယ်ဒါပေမဲ့အကုန်လုံးကိုမစီရင်သေးဘူးမယုံကြည်တဲ့လူတွေတသေးရှိတယ်အိမ်မက်တမကြီးပွားချမ်းသာတဲ့လူတွေရှိတယ်လူတက်တဲ့လူတွေတခိုးတွေမူရစေဝါလုပ်တဲ့လူတွေသူတို့လည်းကောင်းကောင်းနေရတာပဲဒါပေမဲ့သူတို့ရဲ့အချိန်မရောက်သေးလို့ဘုရားသခင်မစီရင်ခြင်းဖြစ်တယ်ဒါကြောင့်အခုအတင်းတော်မှာအောင်မြင်နေတဲ့လူတွေအော်ရာချိုးတဲ့နေရာရလို့ဘုရားသခင်ခန့်တယ်လို့လုံးဝကျွန်တော်ယူဆလို့မရတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒါတွေလေကိုအရောက်ချင်းစီတိုင်းဆန်းစစ်ဖို့ကျွန်တော်ခွန်အားပေးခြင်းတယ်ဒါဟာဒါဥရဲ့အရာကိုမထီမဲ့မြင်ကျွန်တော်ပြုနေသလားမိမိကိုကျွန်တော်မိဘတယောက်ဖြစ်တယ်ကိုယ့်ရဲ့အမျိုးသမီးကိုယ့်ရဲ့သားသမီးတွေကိုကျွန်တော်ဘုရားရဲ့လမ်းမှာမခေါ်ဘဲနဲ့မဟုတ်တဲ့လမ်းမှာကျွန်တော်လမ်းပြနေသလားဥဆောင်နေသလားကျွန်တော်အချိန်တိုင်းတွေကိုကိုယ့်ရဲ့သားသမီးတွေကိုကိုယ့်ရဲ့နောက်လိုက်တွေကိုဘုရားတကယ်တမန်တရားဟောပြောပေးရမယ်အစားမကောင်းတဲ့အရာတွေနဲ့ကျွန်တော်ချူချင်းတွေကျွေးနေသလားဆိုတာအရောက်ချင်းစီတိုင်းကျွန်တော်ဆန်းစစ်ဖို့ကျွန်တော်ဒီနေ့ခွန်အားပေးခြင်းပါတယ်အဲ့တော့တစ်ဆက်သေးမှာရိုဘင်ကိုကြည့်တဲ့အခါမှာဒါဟာသူ့ရဲ့အကျင့်စာရိတ္တမကောင်းမှုကြောင့်ဖြစ်တယ်နော်ဒါပေမဲ့ဒီရိုဘင်ကဲ့သို့အကျင့်စာရိတ္တမကောင်းတဲ့လူတွေကျွန်တော်ခရိယန်ထဲမှာအများကြီးတွေ့ရတယ်ကျွန်တော်မကြတဲ့ခင်ကပဲဖာစတာတူကအသက်12နှစ်အရွယ်တူကိုအတမပြုတ်ကျင့်ခဲ့တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်သူအဖမ်းဆီးချင်းခံရတယ်အဲ့လိုပဲအတင်းတော်ထဲမှာပဲကလေးတွေကိုအတမပြုတ်ကျင့်တဲ့အရာတွေမဖွယ်မရလုပ်တဲ့အရာတွေကျွန်တော်ထဲမှာအများကြီးရှိတယ်အဲ့တော့ဇာတိပဂတိရဲ့အကျင့်တွေဖြစ်တဲ့ဒါတွေကအင်မတန်မှဆူညစ်တဲ့အရာဖြစ်တယ်အခုမြန်မာနိုင်ငံမှာလတိုင်းနေပါကလေးတွေကိုအတမချစ်တဲ့အရာတွေကျွန်တော်ကြားနေရတယ်တွေ့မြင်နေရတယ်ဒါပေမဲ့ခရိယန်တွေမပါဘူးလားဆိုပါတယ်ခရိယန်တွေလည်းပါတယ်ယုံကြည်သူတွေလည်းပါတဲ့အခါမှာကျွန်တော်တို့ယုံကြည်သူတွေကလည်းငါတို့ယုံကြည်သူတွေကအဲ့လိုမလုပ်ဘူးနင်တို့မယုံကြည်တဲ့သူတွေပဲအဲ့လိုလုပ်တယ်လို့ပြောလို့မရဘူးဘာလို့မရလဲယုံကြည်သူတွေလည်းအဲ့လိုလုပ်တဲ့ထဲမှာပါနေတဲ့အတွက်ကြောင့်အင်မတန်မှယွန်းရှာစရာကောင်းတဲ့အရာတွေဖြစ်တယ်အဲ့တော့ဒီအရာတွေကဇာတိပဂတိရဲ့အကျင့်စာရိတ္တတွေဖြစ်တယ်ဇာတိပဂတိရဲ့အကျင့်စာရိတ္တတွေကအဲ့ဒါတွေပဲလားဆိုတော့မဟုတ်ဘူးဘာတွေပြောထားတယ်ဒီတိကော3ကာလာတိ59:21ကောလိုသဲ2:18ကိုကျွန်တော်ခြုံကြည့်တဲ့အခါမှာပုံပြိုင်တဲ့အရာတွေဇာတိပဂတိအကျင့်တွေဖြစ်တယ်ရန်တွေ့ခြင်းအချင်းချင်းကွဲပြားအောင်လုပ်ခြင်းတင်းကွဲခြင်းသူ့မယားကိုပြစ်မှားခြင်းမတရားသောမေထုံ၌မိဝေးခြင်းညစ်ညူးစွာจิตခြင်းကိလေသာလွန်ကျူးခြင်းရုပ်ထုကိုကိုးကွယ်ခြင်းသူတစ်ပါးကိုပြုစားခြင်းရန်ယုံဖွဲ့ခြင်းအမျက်ထွက်ခြင်းငင်းခုန်ခြင်းလူအသက်ကိုတက်ခြင်းရစ်ညူးကိုတောက်ကျူးခြင်းပွဲလုပ်ခြင်းစိတ်နှလုံးအချင်းနဲ့ထောင်လွှားခြင်းဒါတွေအားလုံးဟာဇာတိပဂတိအကျင့်စာရိတ္တတွေဖြစ်တယ်။ခနဲ့တာဦးဆိုတဲ့သားသမီးတွေထဲမှာဘုရားတကယ်ဝိညာဉ်တော်ရရှိထားတဲ့လူတွေထဲမှာမရှိတဲ့အရာတွေဖြစ်တယ်။အတ္တမပြုတ်ခြင်းတာပဲဇာတိပဂတိအကျင့်ဖြစ်မှာကိုယ်ပြချင်းညာတွေ့ချင်းတင်းခွဲချင်းဒါတွေကမဟုတ်ဘူးလားဆိုမဟုတ်ဘူးဟုတ်တယ်အဲ့ဒါတွေအဲ့တော့ထိုအကျင့်စာရိတ္တရှိတဲ့လူတွေကကောင်းကင်နိုင်ငံတော်ဝင်လို့မရဘူးလို့ပြောထားတယ်။ထိုကဲ့သို့အကျင့်စာရိတ္တစိတ်နဲ့သဘောထားခနဲ့ကျွန်တော်တို့တယောက်ပြန်မှရှိခဲ့မယ်ဆိုရင်ခနဲ့ကျွန်တော်တို့အញ្ញဆုံးတော့အရာတင်တယ်ဒါဟာဘုရားသခင်ရဲ့ဝိညာဉ်တော်ကျင်းဝတ်ပြီးတော့ဘုရားသခင်ဝိညာဉ်တော်ရဲ့ဥဆောင်မှုအထဲမှာရှိနေခြင်းမဟုတ်ဘူးဆိုတဲ့အရာကိုခနဲ့ကျွန်တော်တို့မြင်တွေ့နေရတာဖြစ်တယ်ဒါခုကိုလည်းသိတယ်ဒါကျွန်တော်ရဲ့အကျင့်ဖြစ်တယ်ကျွန်တော်ရဲ့ကလေးဘောကလည်းပါလာတဲ့အရာဖြစ်တယ်လို့ပြောလို့မရဘူးဒါလိုမျိုးတွေရှိရင်စာတမန်ကကျွန်တော်အထဲမှာလှုပ်ရှားနေတယ်စာတမန်ရဲ့ဝိညာဉ်ကကျွန်တော်ကိုတိုက်ခိုက်နေတယ်
ဆိုတဲ့ကြောင့်တတိယပြီးတော့ကျွန်တော်တို့ကအမြန်ဆုံးခရစ်တော်ထံကိုနောင်တရပြီးကျွန်တော်ပြန်လာရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဟာထူသားမှုတာဝရကိုစွန့်လွတ်ခဲ့ကြတဲ့ဆုံးရှုံးခဲ့ကြတဲ့ရိုဘင်နဲ့ဣရှမေလပြီးတော့ဤတော်ကဲ့သို့မဖြစ်စေဘဲနဲ့ကျွန်တော်ကတာဝအရာကိုလေးစားခဲ့တဲ့ဣဇက်ကဲ့သို့ကျွန်တော်အသက်ရှင်ဖို့ကျွန်တော်ခွန်အားပေးခြင်းတယ်ဣဇက်ဟာဘယ်လိုသူတာဝအရာကိုလေးစားခဲ့တယ်လဲဆိုတာဣဇက်ရဲ့အသက်တာကိုကြည့်တဲ့အခါမှာအများကြီးကျမ်းစာမှာရေးထားတော့မတွေ့ဘူးဒါပေမဲ့ဘာတွေ့ရတယ်လဲဆိုတော့သူ့ကိုဟိုတောင်ပေါ်မှာဘုရားသခင်ကိုပူဇော်ဖို့သူ့ကိုခေါ်သွားတဲ့အခါမှာ तू ကသိတယ်ထင်းပါတာကို तू သိတယ်တားပါတာကိုလည်း तू သိတယ်ဒါပေမဲ့ရစ်ပူဇော်မဲ့အကောင်းမပါတာကို तू သိတယ်အဲ့ဒါကိုလေ तू မဲတယ်ဒါပေမဲ့သူ့အဖေကဘုရားသခင်ပြင်ဆင်ပေးလိမ့်မယ်ဆိုတဲ့အရာမှာ तू ကညှင်းဆန်မှုမရှိဘူးမငင်းဆန်ခဲ့ဘူးယုံကြည်တယ်အဲ့ဒီတရားကိုကြည့်တဲ့အခါမှာတလေးဘုရားကတည်းကမိဘစကားကိုနားထောင်ခဲ့တဲ့သူတယောက်ဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်သူဟာကျွန်တော်ဟာဒီမိသားစုထဲကနေတာဝဲအရက်အရာကိုရတဲ့သူဖြစ်တယ်ဂတိတော်အတိုင်းမွေးဖွားလာတဲ့သူဖြစ်တယ်ဒါကြောင့်ကျွန်တော်ကဒီမျိုးဆက်ကိုထိန်းသိမ်းရမယ့်လူဖြစ်တယ်ဆိုတဲ့အရာကိုသူသိတဲ့အခါမှာသူကဘုရားရဲ့အလိုမိဘရဲ့စကားကိုနားထောင်ခဲ့တဲ့လူဆိုတာကိုတွေ့ရတယ်ပြီးတော့သူမိမ့်မယူတဲ့အခါမှာသူနေတဲ့ခါနန်ပြည်မှာသူတို့လူမျိုးတွေမရှိဘူးမရှိတဲ့အခါမှာသူ့ရဲ့အကူကအဲ့ဒီတိုက်ပြည်ကလူတွေနဲ့မိမယူခဲ့တယ်ဒါပေမဲ့ဘုရားသခင်ကသူ့ရဲ့လူမျိုးကိုပဲယူခိုင်းခဲ့တာဖြစ်တယ်အိန္ဒိယလူမျိုးတွေကိုလုံးဝတိုင်းတပားအမျိုးသားနဲ့ရောရှက်တဲ့အရာကိုဘုရားသခင်လုံးဝမကြိုက်တာဖြစ်တယ်ဒီအရာကိုဣဇက်ကတိတဲ့အတွက်ကြောင့်သူ့အဖေနဲ့အမေစီစဉ်ပေးတဲ့ရာခေလသူ့အဖေနဲ့အမေပြင်ဆင်ခဲ့တဲ့မိမကိုသူယူခဲ့တယ်ပြီးတော့တခြားမိမယူတယ်ဆိုတာလည်းမပါဘူးဒီအရာကိုကြည့်ချင်းအဖြစ်လေသူဟာကျွန်တော်ဟာပတိတော်အတိုင်းမွေးဖွားလာတဲ့တာဦးအရက်အရာကိုရရှိခံစားရတဲ့သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဟာဘုရားသခင်အလိုတော်နဲ့အညီအသက်ရှင်ရမယ်ဆိုခြင်းအဖြစ်သူ့ရဲ့အမျိုးထဲကမိမပဲသူယူတယ်တပါးအမျိုးသားတွေကိုသူမယူခဲ့ဘူးဆိုတော့ကျွန်တော်တွေ့ရတယ်နောက်တစ်ခုကျွန်တော်တွေ့ရတာကအာဗြဟံကိုဒီခါနန်ပြည်ကိုပို့ဆောင်လာတာဘုရားသခင်ဖြစ်တယ်ဂတိတော်အတိုင်းအာဗြဟံကိုရွေးချယ်ခဲ့တယ်ပြီးတော့အဲ့ဒီခါနန်ပြည်အကုန်လုံးကိုဘုရားသခင်ကသူ့ကိုပေးဖို့တဲ့ဂတိတော်ပေးခဲ့တယ်ဒါပေမဲ့အာဗြဟံကအဲ့ဒီဂတိတော်ကိုလက်တွေ့မခံစားခဲ့ရဘဲနဲ့တားတူပဲရှိမှသူတည်သွားတယ်။အော်တားမှုရှိမှသူတည်သွားတယ်။အဲ့တော့ဒီခါနန်ပြည်ကဒဇိမ့်တဲ့ပဲသူမပိုင်သေးဘူး။သူပိုင်တယ်ဆိုတာမရှိသေးဘူး။အဲ့ဒီတိုင်းတစ်ပါးတွေပဲပိုင်တဲ့နေရာဖြစ်တယ်။ဒါပေမဲ့ဒီဂတိတော်ကိုဣဇက်ကတည်တဲ့အခါမှာ तू ကသူ့ရဲ့မျိုးရှိတဲ့နေရာကို तू မပြန်ဘူး။အဲ့ဒီနေမှာပဲ तू နေခဲ့တယ်။ဘာဖြစ်လို့လဲ။ဒီနေကအဖေကိုဘုရားသခင်ပေးခဲ့တဲ့နေမြေဖြစ်တယ်။အဲ့ဒီနေမြေဟာဒီနေ့ကျွန်တော်သားသမီးတွေပိုက်ဆိုင်ရမယ့်နေမြေဖြစ်တယ်ဆိုတဲ့အရာကိုဒူသိတဲ့အခါမှာအမျိုးမရှိတော်ညာလည်းပဲဆွေမျိုးသားချင်းမရှိတော်ညာလည်းပဲမယုံကြည်တဲ့တိုင်းတစ်ပါးလူမျိုးတွေကြားထဲမှာဒီတိုင်းပဲသူဆက်လက်နေခဲ့ပြီးတော့ဘုရားသခင်ရဲ့တာဝရဲ့အရာဘုရားသခင်ဂတိတော်ကိုသူစောင့်စားခဲ့တယ်ညွန်လင့်ခဲ့တယ်သူဒီဂတိတော်ကိုတန်ဖိုးထားခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ခနဲ့ကျွန်တော်ယုံကြည်သူအရောက်ချင်းစီတိုင်းဒီမှာရှိကြတဲ့ညီကိုမောင်နှမအများရောက်ချင်းကျွန်တော်ကအစကျွန်တော်တို့ကပြည်စုံတဲ့လူတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ရရှိခံစားနေရတဲ့အရာအခွင့်အရေးကျွန်တော်တို့ရဲ့ခရစ်တော်ထဲမှာဖြစ်ခြင်းဟာဘာနဲ့မှလေးလို့မရတဲ့ဘာနဲ့မှတန်ဖိုးဖြတ်လို့မရတဲ့အရာကိုကျွန်တော်ရရှိနေတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီအရာကိုတန်ဖိုးထားရအောင်ကျွန်တော်စိတ်ဆိုးစရာပဲဖြစ်ဘာဟာပဲဖြစ်ပေါ်လာဆင်းရဲဒုက္ခပဲကြုံတွေ့နေပြီကျွန်တော်မျောမှန်းထားတဲ့အိမ်မက်တွေမဖြစ်လာတော့ညာလေးပဲကျွန်တော်ဟာဘုရားရဲ့သားဖြစ်တယ်ဘုရားရဲ့အပြင်မှာဂတိတော်ကိုပိုင်ဆိုင်ထားတဲ့လူဖြစ်တယ်ဘုရားရဲ့တာဝရဲ့အရာကိုရရှိတဲ့သူဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဟာမျောလင့်ချက်ရှိတဲ့သူဖြစ်တယ်ဆိုတဲ့အရာကိုအမြဲတမ်းအောက်မေ့တတိယပြီးတော့ကျွန်တော်ဆက်လက်ဒီကျွန်တော်ရဲ့အိမ်မက်ကြီးကိုဆုံးတဲ့ကျွန်တော်ရှောက်လာကြပါဆုံးတော့ဒီနေ့တာဝရဲ့ရရှိထားတဲ့သူဖြစ်ကြောင်းဒီနေ့တာဝရဲ့အရာကောင်းစင်တဲ့ဘုရားပေးတာအများနဲ့ရန်နာပါတယ်အားလုံးကိုဖျက်ခင်ကောင်းချီးပေးတာတယောက်ပါစေ။